တမနီတန်ရီကျိုနဲ့တံပြားလိပ်စက်ယုံတွေမှာအလုတ်သမားငှားရမ်းမှုဘာကြောင့်ဒီလောက်တောင်ခက်ခဲနေရတာလဲဒီအလုတ်ကတိတ်ပြီးကျွမ်းကျင်မှုမလိုပါဘူးလို့တင်တင်ကောင်းထင်နိုင်ပါတယ်အပြင်ပန်းကြည့်ရင်ရိုးရှင်းပုံပေါ်ပေမဲ့သူ့ရဲ့အနေရကတော့တင်စိတ်ကူးနဲ့ထည့်ထားတာထက်ကိုအစပေါင်းများစွာပုံမကြီးမားပါတယ်ရဲရဲနေပြီးပူပြင်းနေတဲ့တံမနီချောင်းကြီးကလိပ်စက်ထဲကနေဝူးခနဲ့ထွက်လာတဲ့အခါအလုတ်သမားတွေဟာအဲ့ဒီတံမနီပြားရဲ့ထိပ်ဖျားကိုချက်ချင်းဖန်ကင်ပြီးနောက်ထပ်လုပ်ငန်းစဉ်အတွက်တခြားစက်တလုံးတွေကိုအမြန်ဆုံးထည့်သွင်းပေးကြရတာပါဒီလုပ်ငန်းစဉ်အတွင်းမှာသူတို့ရဲ့အာရုံစူးစိုက်မှုနဲ့တုံ့ပြန်မှုအရှိန်ဟာအဆုံးစွန်သောစိန်ခေါ်မှုကိုရင်ဆိုင်ရပါတယ်။တကယ်လို့သူတို့လက်မလင်းမြန်ဘူးဆိုရင်ရလက်ကကပ်ပေးတစ်ခုလိုဖြစ်သွားနိုင်ပါတယ်။တစ်ဆက်တည်းမြင်သာတဲ့လှုပ်ရှားမှုတစ်ခုအနေနဲ့လှုပ်ဆောင်ရမှာဖြစ်ပြီးအပူချိန်မြင့်မားတဲ့တံမဏိချောင်းကြီးဟာဆက်အမြောက်များကြားမှာဟိုဘက်ဒီဘက်ကူးချီတန်းချီရှိနေတာပါ။ဒါဟာအဖွဲ့အစည်းလိုက်လှုပ်ဆောင်မှုနဲ့ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မှုအဆင့်တန်းမြင့်မားဖို့လိုအပ်ပါတယ်။အလုတ်သမားတွေတံမဏိကိုကင်တွယ်လိုက်တိုင်းမှာဒီလိုဘေးအန္တရာယ်မျိုးကိုထပ်ခါတလဲလဲစွန့်စားနေကြရတာပါတကယ်လို့မတော်တဆမှုတစ်ခုသာဖြစ်ပွားခဲ့ရင်10 မီတာလောက်ရှည်လျားတဲ့တံမဏိချောင်းကြီးဟာအလုတ်ယုံတစ်ခုလုံးထဲမှာကြားဖို့တစ်ချောင်းလိုမျိုးဝေးရန်ရိုက်ခတ်သွားနိုင်ပါတယ်တကယ်လို့လူတစ်ယောက်ကိုတွားရိုက်မိပြီဆိုရင်ဒါဟာအရေးပြားပေါ်ကဒဏ်ရာတက်တက်တင်မဟုတ်တော့ပါဘူးအပြင်ဘက်ကကျက်သွားပြီးအတွင်းဘက်ကအစိမ့်လိုက်ဖြစ်ကြံခဲ့တဲ့အခြေအနေမျိုးအထိပြင်းထန်လာပါတယ်ဒါရီတင်မကသေးပဲလုပ်ငန်းခွင်ပတ်ဝန်းကျင်ကလည်းငရဲကန်းတစ်ခုလိုပါပဲတံမဏိစက်ရုံအတွင်းကအပူချိန်ဟာအမြဲတမ်းအပူချိန်60 degree Celsius 60အထက်မှာရှိနေတတ်ပါတယ်ဒါကြောင့်မို့လို့လစာတွေကိုဘလောက်ပဲမြင့်မြင့်ပေးအလုပ်သမားရှာဖို့အလွန်မင်းခက်ခဲနေရတာဖြစ်ပါတယ်ဗျာ